အဲ့ဒီချိန်မှာပဲရွာနဲ့9မိုင်လောက်ဝေးတဲ့ Sawgrass ခန်းထဲမှာတော့ Holy Knight Gil Tanner ကသတင်းကြားချင်းအေးအေးယူဖို့ပြင်ဆင်နေပါတယ်။သူကလန်တစ်ချောင်းကိုယူပြီးဗန်ညာရွာရှိတဲ့ဘက်ကိုချိန်ရွယ်ကအားကုန်ပြစ်လို့လိုက်ပါတယ်။လန်နန်ကမိုးချိုးအချိန်နဲ့လေတုကိုခွဲပြီးပြန်တန်းသွားပါတယ်။ဗန်ညာရွာမှာအောင်ပွဲခံနေတော့မယ်လီယိုဒတ်ကရိုးရရဲ့ပောက်ကွဲတံလိုမျိုးအတန်ကြီးကြားလိုက်ရပါတယ်။ဒါကြောင့်သူကအိမ်ထဲကနေပြေးထွက်လာတဲ့အခါမှာတော့ရွာကိုဥတီလာနေတဲ့မိုးချိုးလန်နန်ကိုတွေးလိုက်ပါတယ်။သူကရွာကိုထိခိုက်မှဆိုလို့လန်နန်ကိုခုန်ဖမ်းလိုက်ပြီးသူ့ရဲ့ခွန်အားနဲ့လန်ရဲ့အချိန်ကိုထိန်းချုပ်ကလာရလန်းတိုင်းပြန်ပြေးထုတ်လိုက်ပါတယ်။အဆောက်အအုံတချို့ပျက်စီးသွားပေမဲ့ရွာကတော့ဘေးကင်းသွားခဲ့ပါတယ်။မယ်လီယိုဒတ်ကဒီလန်နာဂီလ်တန်နာရဲ့လက်ချက်မှန်သိလိုက်ပါတယ်။ဒါကစိန်ခုံမှုတစ်ခုဖြစ်သလိုသူတို့ဒီရွာမှာဆက်ရှိနေရင်ရွာသားတွေဒုက္ခရောက်မယ်ဆိုတာသဘောပေါက်လိုက်ပါတယ်။အဲလစ်ဘတ်ကလည်းနောက်ထပ်သွားမယ့်ခီးစဉ်ကိုစဉ်းစားနေပါတယ်။မိပြောဘူးတဲ့အဖြူအောင်အိမ်မက်တိုးဆိုတဲ့နေရာကိုသတိရသွားပါတယ်။အဲ့ဒီနေရာကဟိုလီနိုက်တီတောင်မသွားရတဲ့နေရာဆိုတော့ပုံပေါင်းဖို့ကောင်းမယ်လို့အဲလစ်ဘတ်ကထင်မိပါတယ်။ဒါပေမဲ့မယ်လီယိုဒတ်ကတော့ပုံမှုသွားမှာမဟုတ်ပဲအဲ့ဒီလိုအနေအများရဲ့နေရာမှာသူ့ရဲ့အဖွဲ့ဝင်တရားရောက်ရှိနေတော့တယ်လို့တွက်ဆပြီးသူတို့ရဲ့နောက်ထပ်အဖွဲ့ဝင်ကိုရှာပုံတော်ဖွင့်ဖို့အဖြူအောင်အိမ်မက်တိုးစီကိုခီးဆက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်